ဒီနေ့တော့ညာသားကချင်းမိုင်မြို့ရဲ့အကြီးဆုံး local ဈေးတစ်ခုလည်းဖြစ်တယ်ချင်းမိုင်မြို့ကိုရောက်ပြီးတော့ချင်းမိုင်ပြန်လက်ဆောင်ဝယ်ခြင်းနဲ့ဆိုလို့ရှိရင်မဖြစ်မနေသွားရမယ့်ဈေးတစ်ခုလည်းဖြစ်တဲ့ဝါရော့ဈေးယူနန်ဈေးခက်လောင်ဈေးလို့ခေါ်တဲ့ဈေးကိုသွားခဲ့တဲ့ဘလော့ပဲဖြစ်ပါတယ်ကျူစာကဝါရော့ market လို့လည်းခေါ်တယ်ခက်လောင် market လို့လည်းခေါ်တယ်ဒီနေ့ဘလော့ကတော့ကျွန်တော်ဈေးတဲ့ကိုရှောက်ပတ်ကြည့်တဲ့ဘလော့ဖြစ်လို့မလို့ကျွန်တော်ဘလော့ကိုကြည့်ရင်ကျွန်တော်နဲ့အတူတူဈေးတဲ့ကိုလိုက်ကြည့်ရတဲ့ခံစားမှုမျိုးရအောင်စကားအများကြီးမပြောဘဲနဲ့ဒီတိုင်းရိုက်ပြပေးပါမယ်ဒီနေ့တော့ကျွန်တော်နဲ့အတူတူဒီဝါရော့ market တွေကိုလည်းဆက်ပြီးတော့ဆက်စုကြည့်အောင်လေနော်။ဘာတွေရောင်းလဲ။ဒီကြောက်တွေရောင်းနေဆိုင်ရောင်းနေပါတော့။ဒီကြောက်တွေရောင်းနေဆိုင်ရောင်းနေဆိုတော့အနည်းလိုက်ထားတယ်။อันนี้แบบเผ็ดนะครับอันนี้สไปซี่อันนี้ไม่เผ็ดออริจินอล ဟုတ်။ဒီလိုမှစက်နဲ့ဒီစနေနဲ့နှစ်ခုရှိရအောင်။ဟုတ်ပါပြီ။ဒါဆိုလို့ရှိရင်ဟွာရအင်းမွန်ကြောက်တွေပါတော့ဒီဗီဒီယိုကဝသားကြောက်ဆိုလို့ရှိရင်ဝသားမှွားဘာမှွားရ180ခေါင်းလေးတော့တစ်ထုပ်150哇！发工。比较凉。ဒီအောက်ထပ်မှာတော့ကျွန်တော်တွေ့ရသလောက်ကတော့ဘုံလုံးအသီးကြောက်တွေပေါ့နော်အသီးကြောက်တွေဆိုင်နေပုံများတယ်ဘယ်မှာဆိုလို့ရှိရင် workout ကြော်ရရှိဒီကဒီ Waros market ကကြတော့local တွေပို့ပြီးတော့လာကြတဲ့ market ပုံမျိုးပေါ့နော်တော်လေးလေးဒီချင်းမိုင်ကိုရောက်လို့ရှိရင်လက်ဆောင်ပစ္စည်းဝယ်ကျင်တယ်ဆိုလို့ရှိရင်ဒီဈေးကနေဝယ်ပြီးတော့သွားကြတာပေါ့နော်များတော့အပြင်အဲ့လိုမျိုးတော့ကြအပေါ်မှာအဲ့ဒါနှစ်ထပ်ရှိသေးတယ်ဒါပေမဲ့အောက်ကိုကျွန်တော်ဖြောက်ပတ်ကြည့်လိုက်အောင်အပေါ်မှာသွားကြမှာတယ်လီဆက်လက်ကနေတက်ပါဟုတ်တယ်အောက်ထပ်ကတော့ကျွန်တော်တွေ့ရတော့အသီးကြောက်တွေပဲအများဆုံးတွေ့ရပေါ့နော်အသီးကြောက်တွေအသားကြောက်တွေအစိဆန်တွေအဲ့လိုဟာအဲ့လိုဟာတွေအများဆုံးတွေ့ရပါစားကိုက်ပြက်တွေရောင်းနေအခုစားရဘူးပြောရေးထားတော့မဖက်တတ်ဘူးပေါ့နော်တစ်ထိုက်တရားလားဟာအဲ့လိုမျိုး
နော်ဈေးတဲ့ကိုတိုင်းလျှောက်သွားပြီးကြည့်နေတာဆိုတော့ရောက်တဲ့နေရာရောက်ပေါ့နော်ကိုမြတ်တော့လည်းမြင်နေနေဟိုနေကဘာလီရောင်းနေမသိဘူးသူဝင်ကြည့်လိုက်အားလုံးစစ်စစ်လေးကျွန်တော်ဒီပါတော့ထိုင်းဘူးရဝတ်စုံတွေမှာတက်တဲ့ပစ္စည်းမျိုးတွေပေါ့ငွေလက်ကောက်လေးရွှေလက်ကောက်လေးဘောမလာသူစတိုးတွေနဲ့ငွေစတိုးတွေရွှေစတိုးတွေဒါချင်းမှန်ရဲ့ဘယ်နေရာမှာပဲပေါ့နော်ဒီစင်မောင်းကြီးကတစ်ထည်ကိုဘတ်တရာအချို့ဒီတက်နည်းနည်းအသားလျှော့တာရဆိုလို့ရှိရင်89ဘတ်တပေါင်းနဲ့ရဆိုတော့ site ကြီးရင်တော့အဲ့ဘတ်တရာဒါတော့ကျွန်တော်ရင်မွေးရောင်းတဲ့ဆိုင်29ဘတ်အခုမှ50แต่ผมก็ไม่ได้ไปปฏิเสธเนาะเพราะว่าผมต้องไปดู အဲ့လိုရှင်တက်လက်ကို80ဒါလေးလည်းမြင်နေအသေးလေးကျွန်တော်နောက်ထပ်တွေ့တာကတော့ချင်းပေါင်းမီချင်းနေတွေကြားဝက်မဝက်အစုံရောင်းနေတဲ့ user ဆိုင်လည်းတွေ့ခဲ့ပါတယ်ချင်းပီတို့ချက်တရားရောถ้าโอ้นะว้าวมาเก็ตโอ้โหSelling market. I did one of them. Beach out there. Hi. 59ของเรา10 ตัวคนละ300จ้ะ10 ตัวဘုဘကဝစ်စားရပါတယ်ကျွန်တော်ဝါရောမာကတ်ထဲပြန်သွားလိုက်ဈေးပတ်တာသဘောကျရဲ့သူဆိုလို့ရှိရင်တော့ဒီဝါရောမာကတ်ကိုကြိုက်ကြမှာပေါ့နော်ဟုတ်ကြတယ်ဝဲမဝဲဈေးပတ်တာကိုသဘောကျလူရှိရအောင်အဲ့တော့ဒီမှာအခြေကြီးပဲဈေးကကျွန်တော်ထင်နေရလို့ကျွန်တော်ဟိုကဲမမှာကြည့်တော့3ဈေးလောက်ပေါင်းထားလာမျိုးဒီရိုက်ကအဲ့3ဈေးစိတ်ရချင်တယ်ဝါရောမာကတ်ထဲကိုကျွန်တော်ဆက်သွားလိုက်အောင်这个类型。စလီကနေမှလည်းဘယ်နဲ့ကျွန်တော်ဒီကနေတိုက်ချင်တယ်။ဒါ
还有中间也有。 哦。ချက်တော့ငါစက်တယ်ဆိုင်ရနေတော့လေတော့ထက်တယ်လေရတယ် 哦，副高了。哎，这种副高不放没给？他们说这边干那个边先来到。ဈေးမှာတို့ပြန်ဆင်းဖို့နေရာတွေကအများကြီးပေါ့နော်လေကားတွေဖက်ဖက်ကနေထားပေးတာအဲ့လည်းမစိုးတက်ရင်တော့ကျွန်တော်တို့တွေကဆက်လေကားနဲ့တက်လို့ရတယ်ပြန်ဆင်းတဲ့ဆက်လေကားတော့မရှိဘူးပြန်ဆင်းရင်တော့ကျွန်တော်တို့ရိုးလေကားကနေပြန်ဆင်းအောင်ကျွန်တော်ခုနတွေ့ခဲ့လေကားနဲ့ပြန်ဆင်းအောင်နော်ဒီဆင်းလေရအခုကတော့ကျွန်တော်ဝက်ခောက်ကြော်တွေပေါ့နော်ကျွန်တော်လည်းခဏနေပြန်တော့မှာဆိုတော့ဝက်ခောက်ကြော်တွေတွေ့လို့ကျွန်တော်ဝက်ခောက်ကြော်တွေဝယ်လိုက်ပါအောင်မယ်ဆိုလို့ရှိရင်ဒါတစ်ထုပ်ကို100ရန်ဝက်ခောက်ကြော်ပေါ့ပြန်တော့ဝက်ခောက်ကြော်အလေးဝယ်တော့မယ်ကျွန်တော်အများယူရစားတာဒါကြတော့ဘလို့ကွာရမျိုးဒီကောင်ကတော့အထုပ်သေးကိုမှာတယ်ကောင်200ပေးရတယ်ဝက်ခောက်ကိုဘလို့ရဲမသိဘူးနဲဒါလေးဝယ်လိုက်တော့โอเคအမဆက်တာအဆက်တာဟောတပူ35ဘတ်ဒီဈေးကိုဘလို့ခေါ်တာဝါလူလို့ခေါ်တာတဲ့ဝါလူလို့ခေါ်တာအဲ့တော့အဲ့မသိဝါတော့မာကက်လို့ခေါ်အဲ့ဟိုဝါလူလည်းခေါ်ရနော်ခတ်လောင်းလို့လည်းခေါ်တယ် คัดลำก็น่าจะเป็นประมาณ ဟမ်အမဘလို့ပြောမလဲ ถ้าเป็นภาษาไทยก็วัน မဟုတ်လေခတ်လောင်းဆိုဗမာလိုခေါ်လားလို့ဘယ်လိုပြောဗမာတွေခေါ်ကြခတ်လောင်းလို့ခေါ်တယ်ခတ်လောင်းရဲ့အဓိပ္ပာယ်ကြပါ เหมือนเยอะจัง ဟာโอเคကျေးဇူးတင်ပါတယ်တော့ဒီဈေးမှာလို့မြန်မာလိုပြောတတ်တယ်ပေါ့နော်မြန်မာလိုဘလို့အရန်ကြီးတော့မဟုတ်မြန်မာလိုနည်းနည်းပြောတတ်တဲ့လို့ဈေးတွေရှိရပေါ့နော်အဲ့တော့တွေ့လို့ရှိရင်အားပေးခဲ့ပါအားပေးခြင်းပေါ့ဗျာအားပေးခဲ့ပါရပါတယ်အဲ့တော့ဒီထဲကပတ်သက်ပါရတော့ကျွန်တော်ပုံပတ်တဲ့ကိုရှောက်ပေးတယ်ဟာရပါဟုတ်ကဲ့ပြီးရင်တော့ဒီဘက်ထဲကိုဆက်သွားကြည့်တယ်နော်သွားကြည့်ကျွန်တော်ဟာဟုတ်ဒီစေရောနည်းနည်းရောဒီရပါကျွန်တော်ပုံမှန်ဝယ်စားနေကြဆို25ဘတ်ဆိုရင်ကောင်းလိုက်တီးရဒါပြည့်ပါတောက်အောင်ဘန်ကိတ်ပါဘန်ကိတ်ကိုမှဆွမ်းမွေးရယ်ဆွမ်းရယ်
sauce တွေရှိဟောကလည်း pancake ပဲခိုင်း coconut pancake လေ only pancake နောက်ထပ်ဟွာပေါ့နော်ခိုင်း only pancake လေးကျွန်တော်ဝယ်စားတာပေါ့ဒီဘက်ထဲကိုဆက်ပြီးသွားမယ်လေပုံမှန်ဆိုရင်ကျွန်တော်ဒီနေရာကိုကျွန်တော်ညလို့ရင်ခဏတိုင်းရောက်ဖြစ်တယ်ပေါ့နော်ညဆိုတော့ဒီနားမှာတော့ညာသေးခင်းတယ်ဟိုဘက်ဒီကအစားတော့တန်းနေလည်းရှိတယ်ဟုတ် อันนั้นดีละ ဘယ်နဲ့ခုလဲဆိုတော့ဒီကူတကူ9ဘတ်ပေါ့ဗျာဒီကူဒီကူ20ရောစားခြင်းနဲ့ညီရှိလို့ရှိရင်ဘက်ကတော့ကျွန်တော်တို့အသားစီအသီးရွက်စီပေါ့ဒီဘက်ကပန်းစီလို့လည်းခေါ်ကြတယ်ခုချိန်တော့ပန်းခင်းမလားမသိဘူးကျွန်တော်တို့ပုံမှန်ညာပိုင်းဖြတ်သွားရင်တော့အဲ့ဘက်မှာပန်းတွေရှိပေါ့နော်လွမ်းသူပန်းကိုရဆာရှိတယ်အသားစီ bên này là cái ta ပုံကြောင်းလေးကတော့ကျွန်တော်ပြီးမှာပဲနောက်တစ်ခေါက်မှာပဲကျွန်တော်လာပြီးတော့ပြေးလာတော့မှာဝါရောမားကတ်သွားရင်းနဲ့ထီထိုးရမှာပတ်6တန်ကန်ထူးတယ်လို့ဘာလို့ပြောမရအောင်ဒါတော့ကျွန်တော်မဲကပောင်တို့မွန်ချမ်းတို့ဒွိုင်းတန်တို့လန်ဖွန်းတို့ကိုတွားလို့ရတယ်ဘန်ကားလက်မှတ်ဖြတ်တဲ့နေရာပါကားထွက်မဲ့အချိန်တွေရယ်ဈေးနှုန်းတွေလည်းကျွန်တော်ကောင်တာမှာမီးလို့ရပါတယ်ကိုသွားခြင်းတဲ့အချိန်နဲ့ကိုသွားခြင်းတဲ့နေရာကိုရွေးပြီးတော့ကောင်တာမှာလက်မှတ်ဖြတ်လို့ရပါတယ်ဘက်ကပေးမြင်ဘက်ကဝါလိုလိုမားကတ်ကြဒီနေ့တော့ညာသားဝါရောမားကတ်ကိုသွားခဲ့တဲ့ဘလော်လေးပြီးပါပြီဝါရောမဟုတ်ဘူး sorry ဝါလိုလိုမားကတ်ကိုသွားခဲ့တဲ့ဘလော်လေးပြီးပါပြီချင်းမိုင်မှာရောက်နေရဒါမှမဟုတ်ချင်းမိုင်မှာအလဲရောက်နေပြီးတော့ပြန်မဲ့သူတွေလက်ဆောင်ပစ္စည်းပါညာဝယ်ခြင်းလို့ဆိုလို့ရှိရင်ဒီဈေးမှာလာဝယ်ပါတော်တော်ဆုံးပါတယ်အမျိုးစားတွေလည်းတော်တော်ဆုံးပါတယ်အစားအသောက်အဝတ်အထည်အသုံးအဆောင်လက်ဆောင်အမတ်တရပစ္စည်းအများကြီးရှိပါတယ်အဲ့တော့ထုံးတန်တိုင်းပဲညာသားရဲ့နောက်ဘလော်တွေမှာပြန်တွေ့ပါမယ်ကျေးဇူးပါ